ဝေသားနှစ်သိန်းပါတဲ့မွေးနေ့ surprise လေးပါရှင်ဖောင်တော်ရွာလေးပိုင်းကိုပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်ရှင်အိုမန်နေပြီးတော့ဗာလေးပဲလို့အမြဲတမ်းသတိရနဲ့အားပေးတဲ့ချစ်ညီမလေးကိုကျေးဇူးအများကြီးတင်ပါတယ်နော်ချေချေမွေးနေ့ကိန်းနဲ့ပန်းစီ990 1996ကိုဆက်သွယ်မှာယူနိုင်ပါတယ်ရှင်